တကယ်လို့ငါမရှိရဲ့အချိန်မှာနေအေးကညဘက်ကြီးဖုန်းဆက်ပြီးနေရှိလာရင်နေဘယ်လိုလုပ်မှာလဲ ငါသူ့ရဲ့ content တွေကို block တာကြားပါပြီဟာပြီးတော့အခုနေတဲ့အိမ်ကိုလည်း तू မသိပါဘူး ညရောက်ဆုံးစမ်းပြီးလာမယ်ဆိုရင်ရော အဲ့ဒါဆိုလည်းတကားမပွင့်ပြီးဘူးဟာ နေဖွင့်ကိုဖွင့်ပေးရလိမ့်မယ် ဟင် ဥပမာထားလိုက်တော့ဟာငါနေအိပ်ပဲဆိုတော့ချီငါမဝိုင်းငါနေလက်မခွဲတင်ငါမလွမ်းလွန်ညာလိုက်အဲ့လိုတော့မပြောဘူးနေပြောရတယ်မလားကဘာမငါလိုမိတ်ကလေးမျိုးထပ်မရှိအောင်ဆိုတာလေ ဖဲလားရှက်မရှိဘူးဟာငါအရင်လိုလူတယောက်မဟုတ်တော့ဟမ်နောက်ပြီးတော့ငါပေါ်မှာအစစရအရန်ကောင်းတဲ့မိန်းမတယောက်ပေါ့ငါဘယ်တော့မှသက်စာဖောက်မှာမဟုတ်နဲ့အဲ့ဒါသိလားငါမိန်းမနဲ့အစတရားမကတာအဲ့ဒါနေသိလားလို့နေသိလားလို့ဟမ်ငါဘောကအခုလိုအေးချမ်းဖြစ်နေတဲ့အချိန်ညမှာနေဘာလာရှုပ်တာဟမ်ဘာလာရှုပ်တာလေလို့ဟမ်တော့လေနေတွေ့တော့ ဆက်တော့ဘာလို့မိမယောက်ျားစိတ်ကိုစမ်းကြည့်တော့ဘာလို့ယောက်ျား ဘသူယောက်ျားလို့ခေါ်တာဟမ် ဟိုယောက်ျားကိုခေါ် ဒီလိုလုံးနေတယ်တော့နေမမဘသူယောက်ျားလို့ခေါ်တာ ဟိုယောက်ျားယောက်ျားငါရဲ့အမ ဘသူယောက်ျားလို့ခေါ်တာလေ ဟိုမိမယောက်ျားစိတ်ကိုယောက်ျားကိုမိမစမ်းကြည့်ရပါတော့ပါပြီ